ပါဒီနေ့မှာတော့ Ella က The East Palace ဆိုတဲ့ကိုရီးယားကားလေးကို promotion event လုပ်တဲ့နေရာလေးကိုတွားလိုက်ထားတာပါဒီကားလေးက Netflix မှာတင်ထားရလဲမကြသေးဘူးပေါ့နော်ကြည့်လို့လည်းတော်တော်လေးကောင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ကားလေးလို့ပြောရင်လည်းမမှားပါဘူးခုဒီ event လုပ်ထားတဲ့နေရာလေးကတော့ Bangkok က Songwet Road မှာပါမကြသေးခင်ကလှုပ်ထားတဲ့ Stranger Things event လှုပ်ထားတဲ့နေရာမှာပဲထပ်ပြီးလှုပ်ထားတာပါဒီကလာမင်းဆိုတော့လုံးဝဝင်ကြီးကတော့ free ပါသူက18ရက်နေ့ကနေ26ရက်နေ့အထိကိုကျင်းပပေးမှာဖြစ်ပါတယ်အဲ့တော့တွားချင်နေဆိုရင်လည်းပြန်တည့်ရချိန်ရသေးရဲ့နော်အထဲဝင်လိုက်ပြီဆိုတော့ねသူကလုံးဝကွာစိတ်ချောက်ချစရာဖြစ်အောင်လှုပ်ထားတာပေါ့နော်အထဲထဲမှာလုံးဝဟိုဘက်ကပါတဲရရှိနေအောင်ရောက်သူကပုံစံတိုင်းဖြစ်အောင်လှုပ်ထားတာပါလှုပ်ထားတဲ့အကုန်လုံးကဒီတေးမီအေးဆိုတော့လေလူကအထဲကိုရောက်တော့ chance စင်အောင်ခံစားလိုက်ရပါတယ်တဲရင်လည်းမသွားခြင်းဘူးလုံးဝ creepy vibe အပြည့်ရခြင်းနဲ့ဆိုတော့အဲ့ဒီတော့ကြည့်ကြည့်ဖို့တော့ recommend ပေးခြင်းပါတယ်။နောက်ရဲ့သချင်းတွေကတော့ဟိုဘက်ကပါရဲသွားပြီးအင်ရှိဆန်နဲ့ချရတော့မှတိုင်းပါပဲ။ဒါကတော့အိုက်ကကြည့်ဘူးသူတိုင်းရဲ့သဲဆွဲ common စာလေးပါ။ကြည့်စရာနဲ့ဓာတ်ပုံရေးစရာဆိုလို့ဒီ container 6လုံးမှာလောက်ထားတဲ့ဒီ decoration လေးပဲရှိရပါတော့။ဒါမဲ့လည်းသွားကြည့်လိုက်တာမှားပါဘူး။အထက်မှာတကယ်လုံးဝခြောက်ချားစရာအပြည့်နဲ့ဆက်လို့ရှားစရာတွေအများကြီးရှိပါတယ်။ဒီတော့မနေ့ပြန်တဲ့အချိန်ရှိသေးရဲ့နော်။မြင်မြင်သွားလိုက်ကြအောင်။ Bye bye